ဒီနေ့ကျွန်တော် pick special is it မှာကျွန်တော်ဒီ pick special နဲ့ပတ်သက်ပြီးမှကျွန်တော်ဘယ်လိုသုံးလို့ရလဲဆိုတဲ့အရာကိုကျွန်တော်ရှင်းပြချင်ပါတယ်ဘရော့ဆိုကျွန်တော်က ship နည်းကိုနာမည်တစ်ချက်ပေးပါမယ်ကျွန်တော်နာမည်ပေးထားတာဒါတော့မမှားတယ်လို့ပါ okay pick special မှာကျွန်တော်pick special ကိုဘယ်လိုခေါ်လို့ရလဲအဓိကကျတော့ pick special ခေါ်တဲ့အခါမှာကျွန်တော်တို့ကဒါကိုခေါ်ချင်တဲ့အရာကိုကျွန်တော်တို့က copy ကူးရပါတယ် control C ဒါမှမဟုတ် right click နဲ့ copy ကူးလေးရတယ်ပြီးလို့ရှိရင်ဒီမှာ pick ဆိုတဲ့ထဲမှာ home ထက်ထက်က pick special ဆိုတာရှိပါတယ်ဒါကိုလိုက်လို့ရှိရင်ကိုယ့်ရဲ့ formula ကြလာပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာလိုချင်တဲ့အရာကြတယ်လို့မဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တွားမယ်ဆိုတာက control alt v ကိုနဲ့လေးထွက်လာတာဟုတ်တယ်နော်ပြီးတော့ဒီမှာကြည့်တဲ့အခါမှာဒီချက် formula ကိုကြည့်အောင် formula ကိုကြည့်တော့ကျွန်တော်ဒီ formula ကလေးစီရတဲ့အရာက c2 နဲ့ d2 ကိုပေါင်းတာလေးစင်နဲ့30နဲ့ပေါင်းပြီးတော့မှ e4 ပေါ့e2 နဲ့မြောက်တာဖြစ်ပါတယ်ရတဲ့အရာကရလက်ကနေစီရတယ်ကျွန်တော်တို့အဲ့ဒါကို pick special ကိုဘယ်လိုသွားမလဲပေါ့အဲ့တော့ control C ကိုကျွန်တော်တို့နိုင်တယ်ချက်လို့တဲ့နေရာကိုကျွန်တော်တို့ကစားချပြီးတော့မှ control alt v ကိုနေတဲ့အခါမှာဒီမှာ pick special ဆိုတာကြာလာတယ် pick special ထဲမှာ all နော် all ကြတဲ့အရာကိုကျွန်တော် all ကိုရေးပြီးတော့မှဒီဖက်က operation မပါသေးဘူးပေါ့နော်ဒါ okay နဲ့လို့ရှိရင်တော့ဒါကျွန်တော်တို့ pick special ဘေးပါcopy ကူးရတယ်ဆို formula ရောဘာလို့သူကပါလာတဲ့ဒီ command ပေးတဲ့ command box ရောဒီအောက်မှာ underline ပါတဲ့ရာရော color ရောတခါလေဟုတ်လားမဟုတ်လားချက်ကြည့်တဲ့အခါမှာ20လို့သတ်မှတ်လိုက်မယ်30နဲ့ပေါင်းမယ်30နေ့နဲ့မြောက်မယ်ဆို60ဖြစ်ရမှာဟုတ်ပါတယ် automatic ကျွန်တော်တို့ off ဖြစ်တော့ automatic ပါလာတာဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ဒါကိုတော့ကျွန်တော်တို့မကူးချင်ဘူးကျွန်တော် copy ပြင်လုပ်မယ်ကာစာချမယ် alter control alt v ကိုနေတဲ့အခါမှာ formula ကိုပဲရွေးမယ်ဒီတော့ကျွန်တော်တို့က formula ရွေးတဲ့အခါမှာဒီခါမှာ command ဆိုတာမပါတော့ပါဘောကဒီ command မပါလာတော့ဘူး underline ပါလာတော့ဘူး color မပါလာတော့ဘူးဒါလည်းဟုတ်လားမဟုတ်လားဆိုရင် thisနေ့နဲ့ဟောကျွန်တော် formula ပဲဟောဖြစ်တာဖြစ်ပါတယ်ဘောနော်ကူတာဖြစ်ပါတယ်နောက်က value ကူမယ်ဆိုရင်ဘယ်လိုမျိုးကူမလဲပေါ့ဟုတ် value ကိုပဲကူမယ်ဆိုရင် control C ကိုနေမယ်ဒါကိုချာမှာ control alt v ကိုနေမယ် value ကိုပဲရေးမယ်ဆိုရင်ကျွန်တော်တို့က value ဆိုတာက copy paste နဲ့လည်းအတူတူပါပဲနော်ဒီဖက်က copy ကိုနေတော့ကျွန်တော်တို့ copy ကူထားတဲ့ရတဲ့ copy နော်ဘာလဲဆို fake ကို copy နဲ့တူတူပဲဒီတော့ဒါကကျတော့ value တဖို့ဖြစ်ဟိုဖြစ်တယ်ပေါ့နော်ဒါ format ပဲကျွန်တော်တို့က format ကိုပဲကျွန်တော်တို့ကဒီကူးမယ်ဆိုလို့ရှိရင်တော့ format ပဲကူးမယ်ဆိုရှင် format ဆိုရှင် control alt v format ကိုကျွန်တော်တို့ click ရေးမယ်ရေးမယ် format ဆိုတော့ဒီမှာပါတဲ့ဟာ format ကျွန်တော် color တော့ဘာလို့ပဲဖြစ်မှာပါနော် format ဆို design ပေါ့ဒါ format ကပါနဲ့တူတယ်ဆိုရင်အပြင်ဒါကကြတော့ကျွန်တော်တို့ဒီမှာပါတဲ့ဒီဗာလေ pick special နဲ့တူပဲဖြစ်ပါတယ်နော်ဒီမှာပါတဲ့ဟာဗာလေဒီမှာ format printer နဲ့တူပဲဖြစ်ပါတယ် similar with format printer နော်ဟုတ်ပြီ command box ကကြတော့ကျွန်တော်တို့command ကလည်းကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ဟုတ်ပြီ command box ပဲကူနေတာကို control C နေမယ်ဒီမှာ command box ပဲကူချင်တယ်ဆိုလို့ရှိရင်တော့ control alt v ကိုနေတဲ့အခါမှာ command box ကိုကျွန်တော်တို့ရေးမယ်ဆိုလို့ရှိရင်တော့ဟောကျွန်တော်တို့ဒီမှာကြာလာတဲ့ command box ပဲကြာလာတာ hello there ဆိုတာဟာပဲကြာလာဘူးပေါ့နော် validation ကကြတော့ကျွန်တော်တို့ validation ကကြတော့ဘယ်လိုမျိုးလဲ validation ကိုကြတော့ကျွန်တော် validation လုပ်ဖို့ပါတယ်ဘယ်လိုမျိုးလဲဆိုရင်data ထည့်ကိုသွားနော်ပြီးလို့ရှိရင်တော့ဒီထက်မှာ data validation ကိုသွားပြီးလို့ရှိရင် data validation ကိုသွားပြီးလို့ရှိရင် setting ထည့်က list ကိုသွားပြီးတော့မှဒီမှာ resource yes or no ဒါမှမဟုတ် others လို့ရေးလိုက် other ရေးတဲ့အခါမှာ order နဲ့လို့ရှိရင်ကျွန်တော်တို့ဒီမှာ yes or no ဆိုတော့ဒီဟာကိုကျွန်တော်ကကူးချင်တယ်ဆိုလို့ရှိရင် control C ကိုနှိပ်မယ်ဒီဟာကူးချင်တဲ့ကာစာချပြီးတော့မှ control alt v ကိုနှိပ်တဲ့အခါမှာ validation ကိုသွား
ဒီတော့ဒီမှာနေလို့ရှိရင်လည်းကျွန်တော် validation နေတာဖြစ်ပါတယ်နော်ကျေးဇူးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ် thank you